မင်္ဂလာပါရှင်ကျမက CTCI ရဲ့ Academic Department မှာဝန်ထမ်းကျော်ဖြစ်ပါတယ်ကျမတို့ CTCI မှာ IGCSE ကို Foundation နဲ့ Preparation ဆိုပြီးတော့အခုလက်ရှိအတန်းတွေဖွင့်လှစ်တင်ကြားပေးနေပြီဖြစ်ပါတယ်ကျမတို့ CTCI မှာအတန်းမစခင်ကျောင်းသားကျောင်းသူများကိုတင့်တော်တဲ့ဘာသာရပ်တွေရွေးချယ်နိုင်မှုအတွက် Module Concentration လေးတွေလည်းပြုလုပ်ပေးနေပါတယ်ရှင်စာသင်တဲ့တောက်လျှောက်ကာလတွေမှာလည်းကျောင်းသားကျောင်းသူများရဲ့ပညာရေးတိုးတက်မှုမှတ်တမ်းတွေကိုမိဘတွေစီကိုပုံမှန်ပို့ပေးပါရရှင်။တန်းတစ်ခုပြီးတိုင်းမှာလည်း Parent Teacher Meeting လေးပြုလုပ်ပေးပြီးတော့ဒီကျောင်းသားတွေရဲ့အားနည်းတဲ့ဘာသာရပ်အလိုက်ဆွေးနွေးပေးဖြစ်ပါတယ်။အားနည်းတဲ့ဘာသာရပ်တွေပေါ်မူတည်ပြီးတော့လည်းလိုအပ်တဲ့ extra hour လေးတွေလည်းစီစဉ်ပေးပါရရှင်။ဆောင်မွေးမင်းဟောင်းများကိုဒီကျောင်းသားတွေရဲ့စာသင်နှစ်18လကာလအတွင်းမှာပေါ့နော်ဒီသူတို့လေးရဲ့ဒီတန်းလိုက်ဆောင်မွေးပြီးသွားတဲ့အခါမှာတော့ဒီ best paper ကိုအနည်းဆုံး10စုံအထက်လေ့ကျင့်ပေးပါရရှင်ဆောင်မွေးအောင်ပြီးရဲ့နောက်မှာတော့နိုင်ငံတကာအကြောင်းများတို့ရှောက်ထားလို့သူများအတွက်အခမဲ့တနေရာထဲမှာဆွေးနွေးခြင်းကြောင်းလျှောက်ထားခြင်းစတာတွေကိုအပိုဆောင်ဝန်ဆောင်မှုအနေနဲ့ညီမတို့ CTCI အကြောင်းဘက်မှာဆောင်ရွက်ပေးနေပြီပဲဖြစ်ပါရရှင်အခုလက်ရှိကျမတို့ CTCI မှာ IGCSE ကိုသင်ကြားပေးနေတဲ့ဆရာဆရာမများထဲမှာဆရာမ2ယောက်နဲ့လည်းမိတ်ဆက်ပေးကြပါရရှင်အားလုံးပဲမင်္ဂလာပါဒီချေကတော့ CTCI မှာ English စာ EFL ကို ESL ရော subject နှစ်ခုလုံးကိုတာဝန်ယူပြီးသင်ကြားပေးနေတဲ့ teacher area နာဖြစ်ပါတယ် So English စာကတော့ EFL နဲ့ ESL နှစ်ခုခွဲထားတယ်ဆိုတော့ကျောင်းသားတွေကမိဘတွေကမေးလေးရှိတဲ့မေးခွန်းတစ်ခုရှိရပါတော့ EFL ယူရမလား ESL ယူရမလားအဲ့တော့ EFL ဆိုတာကတော့ English စာ first language ပေါ့နော်သူက academic ဘိုင်းကိုဦးစားပေးတယ် ESL ကတော့သူက second language အနေနဲ့တွားပြီးတော့သူက four skill ဖြစ်တဲ့ listening reading writing speaking ကိုအဓိကအသားပေးပြီးတော့မေးတဲ့ pattern နှစ်ခုဖြစ်တယ်အဲ့တော့ကလေးလေးတွေက EFL ယူရမလား ESL ယူရမလားဆိုရင်တော့ပထမဆုံးမေးချင်တဲ့မိကုံကကလေးတွေရဲ့အနာဂတ် plan ကဘာပါလဲ University ဘယ်လို University ဘယ်လိုနိုင်ငံမျိုးကိုသွားကျင်တာပါလဲတကယ်လို့များကလေးတွေရဲ့ plan ကမဖြစ်မနေသင်္ကူမှာရှိတဲ့ Polytechnic ၅ကျောင်းကိုဝင်ကျင်တာပါဆိုရင်တော့ EFL ကိုမဖြစ်မနေယူပေးရမှာပေါ့နော်တကယ်လို့တခြားနိုင်ငံတကာတက္ကသိုလ်တွေကိုပဲသွားမှာပါအင်္ဂလိပ်စာနဲ့ပတ်သက်ပြီးတော့ပဲအခြေခံအင်္ဂလိပ်စာကတော့မဖြစ်မနေယူရမယ့်ဟာဆိုတော့အခြေခံပါရင်ရတယ်ဆိုတဲ့ပုံစံမျိုးဆိုရင်လည်း ESL ကိုတော့ဒီချေတို့ကရွေးချယ်လို့ရပါတယ်အဲ့တော့ ESL နဲ့ EFL ရဲ့ကွာခြားမှုကအများကြီးရှိတယ်လို့လည်းပြောလို့ရတယ် EFL ကဒီချေတို့ကဒီ academic ဘိုင်း reading နဲ့ writing ကိုပဲလုံးဝ focus ထားပြီးတော့သင်ယူရတာဖြစ်တဲ့အတွက်ကြောင့်မလို့ EFL ယူမဲ့ကလေးလေးတွေဒီအခြေခံအင်္ဂလိပ်စာအခြေခံဒီ grammar တွေ lexical works တွေ lexical sets တွေကိုရင်းနှီးကျွမ်းဝင်ဖို့လိုသလိုစာဖတ်ခြင်းကိုလည်းဝါသနာပါနေဖို့လိုအပ်တယ်ပေါ့နော်စာဖတ်တဲ့အလေးကျင့်ရှိထားပြီးသားကလေးတွေက EFL Academic မှာပို့ပြီးတော့အဆင်ပြေပါလိမ့်မယ်အမှတ်ကောင်းရနိုင်မယ်ပေါ့နော် ESL ကလေးလေးတွေကတော့ four skill ဖြစ်တဲ့ reading writing listening speaking ကိုသွားရတယ်ဆိုတဲ့အခါမှာဒီချေတို့ကတစ်နှစ်ပတ်လုံးပေါ့ဒီတစ်နှစ်ပတ်လုံးမှာဒီချေတို့ကမြတ်တဒီ four skill ကိုမြတ်တအောင်သင်ကြားပေးရတယ်သူ့ရဲ့အမှတ်ပေးစီးမြင်ကလည်း၄ခုလုံးမှာတစ်ခုတည်းချွန်းထွက်နေလို့မရပါဘူး balance အားလုံးညီမသာလည်းအမှတ်ရတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီချေတို့ကလည်းဒီတစ်နှစ်ပတ်လုံးပေါ့နော်စာသင်နှစ်တစ်နှစ်ပတ်လုံးမှာ skill တိုင်းကိုလိုက်ပြီးတော့အထောက်အကူပြုအောင်ထည့်ပေးရပါတယ် textbook အပြင်တခြားသော materials တွေကထည့်ပြီးတော့သင်ကြားပေးရပါတယ်ဒါအပြင်ကလေးလေးတွေကတစ်နှစ်ပတ်လုံးဘာတွေလုပ်ပေးဖို့လိုလဲဆိုလို့ရှိရင်ခုနကပြောသလို EFL သမားတွေကတော့ reading ကိုမဖြစ်မနေဖတ်ကိုဖတ်ပေးသင့်ပါတယ်အပြင်ကဒီ novel တွေ story တွေ short story အဲ့ဒါမျိုးတွေဖတ်ပေးဖို့လိုအပ်တယ် ESL ကလေးလေးတွေကတော့ English movies ကြည့်တာမျိုး English သချင်းနားထောင်တာမျိုး English short story လေးတွေဖတ်တာမျိုးတွေကို textbook ကိုပိုင်နိုင်တာပြင်အဲ့ဒါမျိုးလေးတွေပါထပ်ပြီးတော့လုပ်ပေးတင်တယ်ပေါ့နော်လေ့ကျင့်ပေးတင်ပါတယ်ဒီချေတို့ကနောက်တစ်ခုကတော့အင်္ဂလိပ်စာကကလေးတွေသိတဲ့အတိုင်းပဲသူကဒါဒီချေတို့ဒီ IGCSE တခုတင်တာမကောက်ဘူးဘဝလမ်းကြောင်း University အတွက်ကော next career plan တွေအကုန်လုံးအတွက်အင်္ဂလိပ်စာကမရှိမဖြစ်လိုအပ်တဲ့ skill ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီချေတို့ကဒီစာသင်နှစ်မှာပေါ့နော် exposure များထိအောင်လုပ်သွားပြီးတော့နောက်ပိုင်းမှာ basic ပါသွားပြီးနောက်ပိုင်းကလေးတွေသွားမဲ့ university အတွက်ဖြေရမယ့် English proficiency test တွေဖြစ်တဲ့ IELTS တို့ Duolingo တို့ TOEFL တို့ဖြေတဲ့အခါမျိုးပါအသုံးဝင်အောင်လိုအပ်တာတွေရသွားအောင်လို့
ဒီချဲတို့ကအများကြီးဒီ IGCSE ပေါ့နော်ဒီ CDCI မှာရှိနေတဲ့အချိန်မှာဒီချဲတို့ကထည့်သွင်းပြီးတော့သင်ကြားပေးသွားမှာဖြစ်ပါတယ်အဲ့တော့အင်္ဂလိပ်စာကမဖြစ်မနေယူရမယ့်ဘာသာရပ်ဖြစ်တဲ့အတွက်ကြောင့်မလို့ကလေးတွေမကြောက်ကြဖို့နဲ့အင်္ဂလိပ်စာကိုရင်းနှီးအောင် CDCI ကလည်းကူညီမယ်ဒီချဲကိုယ်တိုင်ကလည်းကူညီပါမယ်ကလေးတွေဘက်ကလည်းအများကြီးထည့်သွင်းပြီးတော့စာဖတ်တာတွေရုပ်ရှင်ကြည့်တာတွေတချင်းနားထောင်တာတွေကအစလိုက်ပြီးတော့လုပ်ပေးနေဖို့လိုအပ်ပါတယ်မင်္ဂလာပါရှင်ကျမကတော့ CTCI မှာ IGCSE O Level ရဲ့ Business နဲ့ Accounting ဘာသာရပ်ကိုသင်ကြားနေတဲ့teacher ဒေါ်အေးမြတ်မွန်ဖြစ်ပါတယ်ဒီ Business နဲ့ Accounting module မှာဆိုလို့ရှိရင်တော့ကျမတို့ကဒီ Business ဘာသာရပ်မှာကျမတို့ဒီ Business ရဲ့အခြေခံ key concept တွေဖြစ်တယ်ပေါ့နော်အခြေခံအကြောင်းသားတွေသိရမယ့်ဘာသာရပ် concept တွေအကုန်လုံးကျမတို့ကထည့်သွင်းသင်ကြားပေးပါတယ်အဲ့တော့အဲ့ဒီ concept တွေထဲမှာဆိုရင်ကျမတို့ကဒီ business တစ်ခု operate လုပ်တဲ့အခါမှာအရေးတကြီးမဖြစ်မနေကျမတို့သိရှိရမယ့် main functionဖြစ်တယ်ကျမတို့ကဒီ human resource management နဲ့ပတ်သက်တဲ့ function အပိုင်းတွေလည်းသင်ကြားရပါတယ်ကျမတို့ဒီလုပ်ငန်းတစ်ခု manage လုပ်တယ်လည်းပတ်တဲ့အခါမှာကျမတို့ကဒီရင်းနှီးမြှုပ်နှံမှုနဲ့ပတ်သက်ပြီးတော့ပေါ့နော် investment နဲ့ပတ်သက်ပြီးတော့ကျမတို့က finance အပိုင်းတွေဘဏ္ဍာရေးအပိုင်းတွေကိုဘယ်လိုစီမံခန့်ခွဲမလဲဆိုတော့ financial management အပိုင်းတွေလည်းကျမတို့ထည့်သွင်းသင်ကြားရပါတယ်ကျမတို့ရဲ့ဒီ IGCSE O Level syllabus ထဲမှာနောက်ထပ်အဓိက main function အပိုင်းတစ်ခုဖြစ်တဲ့ကျမတို့က production management အပိုင်းပေါ့နော် production management အပိုင်းမှာဆိုလို့ရှိရင်လည်းကျမတို့ကဒီလုပ်ငန်းတွေရဲ့ production နဲ့ပတ်သက်ပြီးတော့လုပ်ငန်းကြီးတစ်ခုလုံးကိုကျမတို့ကဘယ်လိုမျိုးefficiently ဖြစ်အောင် productivity တွေတက်အောင်ကျမတို့ကဘယ်လိုစီမံခန့်ခွဲမလဲဆိုတော့ production management အပိုင်းကိုကျမတို့ထည့်သွင်းသင်ကြားရတယ်ပေါ့နော်နောက်ဆုံးတစ်ပိုင်းဖြစ်တဲ့ကျမတို့ရဲ့ marketing အပိုင်းပေါ့အဲ့တော့ marketing အပိုင်းမှာဆိုလို့ရှိရင်လည်းကျမတို့ကဒီကျောင်းသားတွေအခြေခံမဖြစ်မနေတည်တဲ့ marketing ရဲ့ main concept တွေဒါတွေသင်ကြားရတယ်ဒီ marketing မှာဒီဈေးကွက်ထဲကိုကျမတို့လုပ်ငန်းတွေအောင်မြင်ထိုးဖောက်နိုင်မှုအတွက်ပေါ့နော်ကျမတို့က market research တွေဘယ်လိုလုပ်တယ်လဲ marketing strategy တွေကဘယ်လောက်တိုင်းတာအထိ business တွေပေါ်မှာအရေးကြီးတယ်လဲပေါ့နော်ဒါတွေကိုကျမတို့ထည့်သွင်းသင်ကြားပေးပါတယ် accounting ဘိုင်းနဲ့ပတ်သက်လို့ပြောမယ်ဆိုရင်လည်းကျမတို့က basic accounting concept တွေပေါ့နော်ဒါတွေကိုကျမတို့သင်ကြားရတယ်ဒီ accounting procedure တွေပေါ့အဲ့တော့ကျမတို့ကဒီအခြေခံစင်းသွင်းတာနေစပြီးတော့လုပ်ငန်းတစ်ခုလုံးရဲ့အရေးကြီးတဲ့ financial statement တွေပေါ့နော်အကျိုးမြတ်စင်းတွေဘယ်လိုဆွဲမလဲကျမတို့လုပ်ငန်းရဲ့ financial position တွေပေါ့လက်ရှိလုပ်ငန်းရဲ့ဘဏ္ဍာရေးအခြေအနေတွေကဘယ်လောက်တိုင်းတာဒီကျမတို့performance တွေကောင်းနေတယ်လဲအဲ financial position တွေကိုဘယ်လိုမျိုးကျမတို့ကရေးဆွဲပြီးတော့ကိုယ့်လုပ်ငန်းရဲ့အခြေအနေကိုကျမတို့ပြန်ပြီးတော့သုံးသပ်နိုင်မလဲပေါ့နော်ဒါတွေကိုပါကျမတို့က accounting ဘာသာရပ်ရဲ့ syllabus ထဲမှာထည့်သွင်းသင်ကြားရပါတယ်အဲ့တော့ဒီပြောရရင်တော့ကျမတို့ဒီ IGCSE O Level ရဲ့ business နဲ့ accounting သင်ရိုးတွေကပေါ့နော်ကျောင်းသားကျောင်းသူတွေအနေနဲ့ကျမတို့ university လမ်းကြောင်းမှာကိုယ့်ရဲ့ professional subject ပေါ့နော်ဘာသာရပ်ဒါကိုရွေးချယ်တဲ့အခါမှာကျမတို့အများကြီးထောက်ကူပြုပါတယ် university ရောက်တဲ့အခါမှာ accounting finance ကိုစိတ်ဝင်စားတဲ့ကျောင်းသားတွေအနေနဲ့ဆိုရင်လည်းဒီ accounting subject ကိုရွေးချယ်လိုက်ခြင်းအပြင်အခြေခံတည်ထိုက်တဲ့ knowledge တွေtheory အကုန်လုံးပိုင်နိုင်သွားမှာဖြစ်တဲ့အတွက် university မှာသူ accounting specialization finance specialization နဲ့သွားမယ်ဆိုရင်လည်းကျောင်းသားတွေအတွက်အများကြီးထောက်ကူပြုပါတယ်အဲ့တော့ကျောင်းသားလေးတွေအနေနဲ့ပေါ့နော်ကျမတို့ဒီ IGCSE O Level ဖြေဆိုတဲ့အခါမှာ grading အမြင့်ဆုံးတွေကောင်းကောင်းနေရဖို့အတွက်ဆိုလို့ရှိရင်เนาะကျောင်းသားတွေအနေနဲ့ကျမတို့ဒီစာသင်တဲ့တစ်လျှောက်လုံးပေါ့နော်သင်ကြားတဲ့ theory concept တွေကိုသေချာလေးနားလည်အောင်ကြိုးစားမယ်ပြီးတဲ့အခါကျတော့စာအုပ်ပုံမှန်လေ့လာမယ်ပေါ့နော်ကျောင်းကလည်းကျမတို့ကဒီ case study လေးတွေ assignment လေးတွေပေးတာဖြစ်တဲ့အတွက်ဒါတွေကိုပုံမှန်လုပ်ပြီးတော့နောက်တစ်ခါမေးခွန်းဟောင်းတွေကိုလည်းကျောင်းဘက်ကအချိန်တစ်ခုသေချာပေးပြီးလေ့ကျင့်ပေးသင်ကြားပေးတဲ့အတွက်ပေါ့နော်မေးခွန်းဟောင်းတွေကိုပါအချိန်ပေးပြီးတော့လေ့ကျင့်မယ်ဆိုလို့ရှိရင်เนาะကျောင်းသားတွေအနေနဲ့ဒီ IGCSE O Level စာမေးပွဲမှာ grading အမြင့်ဆုံးအနေနဲ့အောင်မြင်နိုင်တယ်လို့ကျွန်မကတော့အကြံပြုချင်ပါတယ်ရှင်ကျမတို့ CTCI မှာဖွင့်လှစ်ထားတဲ့ IGCSE program များအကြောင်းကိုဆက်သွယ်စုံစမ်းမေးမြန်းလိုပါက CTCI ရဲ့ hotline ဖုန်းနံပါတ်ဖြစ်တဲ့3999545999ကိုလည်းရုံးချိန်အတွင်းဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်။